Fulham နဲ့ပွဲစဉ်မှာကျွန်တော်အကြိုက်ဆုံးကစားသမား5ဦးအစီအစဉ်မတင်ဆက်ခင်လေးမှာကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ပေးဖို့ရန်အတွက်ပရိသတ်တွေကိုအားလုံးအနှုတ်နဲ့တောင်းခံချင်ပါတယ်။ Manchester United နဲ့ Fulham အသင်းဟာတနင်္ဂနွေနေ့8နာရီခွဲမှာရှင်ပြိုင်ကစားခဲ့တဲ့အခါမှာဒီအသင်းနှစ်သင်းရဲ့အားပြိုင်မှုကတော်တော်လေးပြင်းထန်တာကိုကျွန်တော်မြင်တွေ့ရတာဖြစ်ပါတယ်။ဒီပွဲစဉ်က Old Trafford မှာကန်နေရတဲ့အနေအထားဖြစ်တဲ့အတွက်တေချာတာကတော့ Man U ဘက်ကအားတန်မယ်အရာကပြီးဆုံးမယ်လို့ကျွန်တော်တို့ထင်ခဲ့ပေမဲ့ဒီချိန်ဟာ Fulham အတွက်တကယ်ကိုစင်ခုံမှုတွေဖြစ်ခဲ့တယ်လို့ဒီပြိုင်ဆိုင်မှုကလည်းတကယ်ကိုကြည်ကောင်းခဲ့တဲ့အနေအထားဖြစ်ပါတယ်။ဒီပြိုင်ဆိုင်နေစဉ်မှာကျွန်တော်ချီးကျူးခြင်းတဲ့ကစားသမားတွေကတော့နံပါတ်1ကွန်းလေကစားသမားဖြစ်တဲ့မိုင်နူးလေးကိုကျွန်တော်ချီးကျူးချင်တာဖြစ်ပါတယ်။မိုင်နူးလေးဟာအမရင်လက်ထက်မှာပွဲထွက်ခွင့်မရှိတဲ့ကစားသမားတဦးဖြစ်ပါတယ်။နီးပြကြီးမိုက်ကယ်ဂါရက်ရဲ့လက်အောက်မှာပွဲထွက်ကစားခွင့်သူပါဝင်တဲ့ Manchester City, Arsenal, Fulham ပွဲစဉ်မှာတကယ်ကိုကောင်းမွန်တဲ့ quality ရှိကစားတဲ့ကစားသမားလေးလို့ပဲကျွန်တော်ထင်မိပါတယ်။မိုင်နူရဲ့လှည့်ကွက်လေးတွေမိုင်နူရဲ့အတက်အဆင်းတွေကွန်းလေကိုအကောင်းဆုံးလွှမ်းမိုးနိုင်စွမ်းရှိတဲ့အရာကိုကျွန်တော်ပထမအချက်အနေနဲ့ချီးကျူးခြင်းနဲ့သူဖြစ်ပါတယ်။နောက်တစ်ဦးကတော့ကျွန်တော်ဂိုးသမားလေးဖြစ်ပါတယ်။ဒီဂိုးသမားလေးဟာကျွန်တော်တို့ရောက်တာမကြသေးဘူးဆိုပေမဲ့တကယ်ကိုကောင်းမွန်တဲ့တူဖြစ်ပါတယ်။အသက်လည်းငယ်တယ်။ကောင်း Manchester United ကိုပေါက်တွေကိုအကောင်းဆုံးကာကွယ်ပေးနိုင်တဲ့ကစားသမားဖြစ်တယ်လို့ကျွန်တော်ထင်မိပါတယ်။ဒီကိုသမားလေးအားဖြင့်ကျွန်တော်တို့ Manchester United အနာဂတ်မှာဘယ်လိုအောင်မြင်မှုမျိုးတွေတည်ဆောင်လာမလဲဆိုတာကိုကျွန်တော်တို့မျှော်လင့်ဆောင်စားလို့ရတဲ့အနေအထားဖြစ်ပါတယ်။နောက်တစ်ဦးကတော့ကျွန်တော်တို့တန်ကြီးဖြစ်တဲ့ကွန်းလေဘုံချုပ်ကြီးဖြစ်တဲ့ကာစီပဲဖြစ်ပါတယ်။တနင်္ဂနွေနေ့ပွဲစဉ်မှာကစားခဲ့တဲ့ချိန်မှာတကယ်ကိုကောင်းမွန်တဲ့ဆွဲဆောင်ရည်တွေကိုပြသခဲ့တာကိုကျွန်တော်မြင်တွေ့ရတာဖြစ်ပါတယ်။ကာစီရဲ့ဆွဲဆောင်မှုကတကယ်ကိုအားစရာကောင်းတဲ့ဆွဲဆောင်မှုရှိတာကိုကျွန်တော်မြင်တွေ့ရတာဖြစ်ပါတယ်။ကာစီကဒီနေ့ပွဲစဉ်မှာတကိုးသွင်းခဲ့တဲ့ဖန်တီးမှုကိုအကောင်းဆုံးဖန်တီးခဲ့တာကိုကျွန်တော်တို့မြင်တွေ့ခဲ့တာဖြစ်ပါတယ်။အထူးသဖြင့်တော့ area အပြင်ကနေ no look pass ကိုအကောင်းဆုံးကိုညာစီမှာ pass လုပ်ခဲ့ပြီးတော့ကိုညာကတစ်ချက်ထိန်းပြီးတော့ကန်သွင်းလိုက်တဲ့အခါမှာတကယ်ကို quality ရှိတဲ့ goal ကိုကျွန်တော်မြင်တွေ့ခဲ့တာဖြစ်ပါတယ်။ goal လေးခံစစ်အတွက်မရှိမဖြစ် Manchester United လိုအပ်တဲ့သူကတော့ကာစီပဲဖြစ်ပါတယ်။နောက်တစ်ဦးကတော့ကျွန်တော်တို့နောက်တန်းဖြစ်တဲ့ Martinez ကိုဒီနေ့မှာအထူးတလေပြောချင်ပါတယ်။ Martinez ရဲ့အရင်တစ်ပတ်ပွဲစဉ်မှာ Arsenal နဲ့ကစားခဲ့တဲ့အခါမှာအုံးကိုပေးရတယ်ဆိုပေမဲ့ဒီတပွဲမှာတော့တကယ့်ကို game plan ကိုအာယုံစူးစိုက်မှုရှိတဲ့အရာကိုကျွန်တော်မြင်တွေ့ရတာဖြစ်ပါတယ်။သူအကောင်းဆုံးကစားပြီးတော့ခံစစ်ကိုအကောင်းဆုံးဦးဆောင်နိုင်တာကိုလည်းကျွန်တော်တို့မြင်တွေ့ရတာဖြစ်ပါတယ်။ဒီကစားသမားလေးရဲ့ဆွဲဆောင်ရည်စိတ်သက်ပြင်းပြတဲ့အရာကတော့ဘာနဲ့မှနိုင်လို့မရတဲ့အနေအထားဖြစ်ပါတယ်။နောက်တစ်ခုကတော့ Bruno Fernandes ဖြစ်ပါတယ်။ဒီကစားသမားတော့ပွဲတိုင်းလို့ကျွန်တော်ပြောရမယ်ကစားသမားလို့ပဲထင်ပါတယ်ပရိသတ်တွေကဘယ်လိုမြင်တယ်လဲဒီကျွန်တော်ရွေးချယ်ထားတဲ့သူတွေပရိသတ်တွေအတွက်ဘယ်လိုဆွဲဆောင်မှုရှိခဲ့တယ်လဲဘယ်လိုကြိုက်နေတဲ့လဲဆိုတာကျွန်တော်မသိတော့လဲ Bruno Fernandes ကတော့အကောင်းဆုံးထက်ကအကောင်းဆုံးဖြစ်ပါတကယ့်ကိုကပတိန်ပီတာတယ်တကယ့်ကိုကွင်းထဲမှာအပြင်ဘက်မှာ OS လေကန်ထဲမှာတော်တော်ကောင်းတကယ့်ကိုကောင်းဆောင်ကောင်းတယောက်ဖြစ်တယ်လို့ကျွန်တော်မြင်မိပါတယ်သူရဲ့ယုံအားတွေသူရဲ့ work rate တွေဒီအရာတွေကတကယ်ကို Manchester United အတွက်မရှိမဖြစ်လိုအပ်နေတဲ့ကစားသမားလိုပဲထင်ပါတယ်ဒီနေ့ပွဲစဉ်မှာလဲလှလှပပနဲ့ကာစီကိုပြစ်ဒဏ်ဘောကနေသူထောင်ပေးလိုက်တဲ့အလုံးကနေတကူ Manchester United အတွက် assist လုပ်ပေးခဲ့တာကိုကျွန်တော်မြင်တွေ့ရတာဖြစ်ပါတယ်ပို့ပြီးတော့ပြောစရာရှိတဲ့အရာကဒီနေ့ပွဲစဉ်မှာသူ့ရဲ့ယုံအားကတော်တော်လေးကိုတခြားပွဲနဲ့မတူညီတဲ့ work rate တွေကိုကျွန်တော်မြင်တွေ့ရတာဖြစ်ပါတယ်နောက်ဆုံးသူဖန်တီးတဲ့အနိုင်ဂိုးလေးကတော့တကယ့်ကိုလှပတဲ့အရာဖြစ်ပါတယ်ဘောလုံးကိုသူယူသွားမလို့နဲ့တစ်ဖက်နောက်တန်းကိုလှည့်ကွက်ပြီးတော့ကျော်ဖြတ်သွားတဲ့အခါမှာသူ့ရဲ့ pass ကတကယ်ကိုတီးကြွလွှမ်းပါတယ်တကယ်ကိုလှပပါတယ် Manchester United ရဲ့ဂိုးတွေကိုကျွန်တော်ကြည့်တဲ့အခါမှာတကယ်ကို quality မြင့်တဲ့ဂိုးတွေပဲကျွန်တော်မြင်တွေ့ရတာဖြစ်ပါတယ်
Manchester United အတွက်ကတော့တကယ်ကိုဝမ်းသာစရာဖြစ်ပါတယ်ဒီနေ့ပွဲစဉ်မှာ3မှတ်တိတိကိုအနိုင်ယူပြီးတော့အဆက်လေးနေရာမှာအခုချိန်မှာရပ်တည်နေတာဖြစ်ပါတယ်19 team fan အတွက်တော့ဝမ်းနည်းစရာဖြစ်ပါတယ် Manchester United ကတော့ we are red ဆိုပြီးတော့တောက်ပနေအောင်မှာဖြစ်ပါတယ်အားလုံးပဲထူးကျေးဇူးတင်ပါတယ်